များစုတော်များမှာဒီ military code of COC ပေါ့နော် code of conduct တွေရှိလာတယ်တခြားစုဖွဲ့တွေမှာဆိုလို့ရှိတယ် gender policy တွေရှိလာတယ်တိုးတော်လည်းပဲတကယ်မြေပြင်ပဋိပက္ခဒေသတွေမှာရှိနေတဲ့အမျိုးသမီးတွေဒီ main ကလေးငယ်တွေကိုအကာအကွယ်ပေးမှုဒီကျူးလွန်မှုတွေထပ်မရှိတော့ဖို့ကျူးလွန်ထားတဲ့အမှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုအပြစ်ပေးအရေးယူမှုတွေရှိဖို့အတွက်ဆိုရင်ဘလောက်အတိုင်းအတာအထိသူတို့တွေကဆောင်ရွက်နေတယ်လဲဆိုတော့မင်းကွန်းကိုကျမတို့အခုချိန်ထိဆက်ပြီးရှိနေစေဖြစ်တယ်ဘာလို့လဲဆိုတော့ COC တွေ gender policy တွေကဒီစာအုပ်တွေစာရွက်တွေဖျားစင်ပေါ်မှာတွေခေါင်းအောက်မှာတွေထားယုံနဲ့မလုံလောက်တဲ့ကိစ္စဖြစ်တယ်ဆိုတော့ဒီ COC ကိစ္စတွေ CRSP ကိစ္စတွေပြီးတဲ့ခါကျရင်ဒီအမှုတွေကစစ်ရာဇဝဲမှုတွေဖြစ်တယ်ဆိုတာကိုအောက်ခြေတက်သားတွေကဘယ်လောက်ထိသိနေတယ်လဲဘယ်လောက်ထိကိုအသိပညာပေးမှုတွေကိုတာဝန်ရှိတဲ့သူတွေကလုပ်နေတယ်လဲဆိုတဲ့ဟာမျိုးကိုကျမတို့ monitoring လုပ်ဖို့လိုတယ်လိုအပ်တဲ့အကူအညီပံ့ပိုးမှုတွေကိုကျမတို့လုပ်နေဖို့လိုတယ်